မကောင်းမှုတွေအတွက်ပွင့်လာတဲ့ငရေတကာအပိုင်း9မှာတော့ခါရင်းကိုအိမ်ပြန်ပို့ခဲ့ပြီးအီချီကိုဟာသူ့ရဲ့ညီမလေးရဲ့ဆန္ဒအတိုင်းကြက်တူရီကိုဝင်ပူးနေတဲ့ကလေးဝင်းကြီးကိုရအောင်ခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီအချိန်မှာပဲရော်ကီယာကဟော်လွန်းကြီးကြောင့်တေတော့မလို့ဖြစ်နေခဲ့ပေမဲ့ရုတ်တရက်ဆိုသလိုလူကောင်ကြီးရောက်လာခဲ့ပြီးလက်သီးနဲ့ထိုးလိုက်တာကြောင့်ဟော်လွန်းကြီးကလွတ်ထွက်သွားခဲ့ပါတယ်ဒါကြောင့်ရော်ကီယာဟာလူကောင်ကြီးကဟော်လွန်းကိုမြင်ရတယ်ထင်ပြီးအံ့ဩသွားခဲ့ပေမဲ့အမှန်တော့လူကောင်ကြီးကလူသားဖြစ်ပေမဲ့ဟော်လွန်းကိုမမြင်ရပဲခုနလက်သီးချက်ကလည်းရန်တန်းထိုးလိုက်တာဖြစ်ပါတယ်အဲ့ဒီနောက်ဟော်လွန်းကြီးကလူကောင်ကြီးရဲ့ရန်တန်းထိုးတဲ့လက်သီးချက်ကိုမထိအောင်လို့လေပေါ်ပြန်သွားခဲ့တာကြောင့်ရော်ကီယာဟာလူကောင်ကြီးကိုတတိပေးလိုက်ပါတယ်လူကောင်ကြီးကလည်းချက်ချင်းပဲလက်ပေးရဓာတ်တိုင်ကိုဆွဲနှိုးလိုက်ပြီးရော်ကီယာပြောတဲ့နေရာကိုရိုက်ချလိုက်တာကြောင့်ဟော်လွန်းကြီးကလည်းဓာတ်တိုင်စာမိပြီးမြေပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်ဒါကြောင့်ရော်ကီယာတို့လည်းဟော်လွန်းကြီးကိုနိုင်မီဆိုပြီးထင်နေတော့မိစ္ဆာကောင်ပေါလေးတွေအများကြီးရုတ်တရက်တိုက်ခိုက်လာတာကြောင့်အခက်တွေ့နေရပါတယ်ဒါပေမဲ့လူကောင်ကြီးရဲ့တန်မာရဲ့ခွန်အားကြောင့်အခြေအနေကပြောင်းပြန်ဖြစ်သွားခဲ့ပေမဲ့ဟော်လွန်းကြီးကလေပေါ်ပြန်တက်သွားခဲ့တာကြောင့်ဘာမှလုံးမရဖြစ်နေခဲ့ပါတယ်လူကောင်ကြီးကရော်ကီယာကိုလေပေါ်ပစ်တင်လိုက်ပြီးဟော်လွန်းကြီးကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့မအောင်မြင်ခဲ့တဲ့အပြင်ရော်ကီယာကပါဒဏ်ရာရသွားခဲ့ပါတယ်ဒီအချိန်မှာပဲဟော်လွန်းကြီးကကြက်တူရီကိုရှာတွေ့သွားခဲ့ပြီးအခုတော့ကလေးလေးရဲ့ဝင်းကြီးကဟော်လွန်းကြီးရဲ့လက်ထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုရော်ကီယာကအနောက်ကိုပြန်ပြေးသွားခဲ့တာကြောင့်ဟော်လွန်းကြီးကအနောက်ကနေပြေးလိုက်သွားခဲ့ပါတယ်ဒါပေမဲ့လည်းအားနည်းနေတဲ့ရော်ကီယာကဟော်လွန်းကြီးရဲ့လက်ကနေပြေးမလွတ်ပဲထိခိုက်ဒဏ်ရာတွေကြောင့်သွေးလူလူဖြစ်နေရပါပြီဒီအချိန်မှာဇွေပြင်းနေတဲ့ရော်ကီယာကချက်ချင်းရဲလိုက်တာကြောင့်ဟော်လွန်းကြီးကကြောင်သွားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုအီချီကိုရဲ့ခြေထောက်နဲ့ခေါင်းကိုတနင်းတာကိုခံလိုက်ရပါတယ်ဒေါသထွက်သွားတဲ့ဟော်လွန်းကြီးကချက်ချင်းပြန်ထိုက်ခိုက်ပေမဲ့အီချီကိုဟာတင်မင်းဝင်းကြီးတပားပုံစံပြောင်းသွားခဲ့ပြီးလွတ်မြောက်သွားခဲ့ပါတယ်လူကောင်ကြီးကလည်းတိုက်ပွဲကိုရောက်လာခဲ့ပေမဲ့ရော်ကီယာကအီချီကိုရဲ့ခန္ဓာကိုယ်ကိုပြန်တက်သွားဖို့လူကောင်ကြီးကိုပြောလိုက်ပါတယ်အဲ့ဒီနောက်အီချီကိုနဲ့ဟော်လွန်းရဲ့တိုက်ပွဲကြီးကပြင်းထန်နေခဲ့ပြီးအီချီကိုကဟော်လွန်းကြီးကိုကလေးကြီးရဲ့မိဘကိုတက်ပစ်လိုက်တာမင်းလားဆိုပြီးမင်းနေခဲ့ပါတယ်ဟော်လွန်းကြီးကလည်းဟိုကြောင့်ဝန်ခံလိုက်ပြီးတော့အရင်ကသူဟာခွန်းဆက်လူသက်သမားတစ်ယောက်ဖြစ်ကြောင်းပြောလိုက်ပါတယ်သူဟာကလေးရဲ့ဝင်းကြီးကိုငှဲ့ကိုတည်းထစ်ခဲ့ပြီးဒီလိုပုံစံနဲ့3လနေနိုင်ရင်မင်းအမေကိုတက်သွင်းပေးမယ်လို့လိန်ညာခဲ့တာဖြစ်ပါတယ်ဒါဟာမဖြစ်နိုင်ဘူးဆိုပေမဲ့ကလေးဟာယုံသွားခဲ့လို့ငှက်ပုံစံနဲ့နေခဲ့ပြီးငှက်ကလေးကိုဆောင်းရှောက်တဲ့လူတိုင်းကိုဟော်လွန်းကြီးကတက်နေခဲ့တာဖြစ်ပါတယ်ဒါတွေကိုကြားရတော့အီချီကိုကမကြုံစဘူးဒေါသအကြီးကြီးထွက်သွားခဲ့ပြီးဟော်လွန်းကြီးကိုစွမ်းအားပြည့်နဲ့တစ်ချက်ထင်းနဲ့အဆုံးသတ်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုဟော်လွန်းကြီးရဲ့အနောက်မှာငရဲတကာပွင့်လာခဲ့ပြီးဒါဟာမကောင်းမှုတွေအများကြီးလုပ်တဲ့ဟော်လွန်းတွေအတွက်ငရဲသို့သွားရလမ်းပဲဖြစ်ပါတယ်ဒီလိုနဲ့ငရဲတကာကြီးပြန်ပေးသွားတဲ့အချိန်မှာတော့ဟော်လွန်းလည်းအဆုံးသတ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ငှက်လေးလေလူကောင်ကြီးပါဝင်အားလုံးကိုနှုတ်ဆက်လိုက်ပြီးနောင်ဘဝကူသွားခဲ့ပါတယ်နောက်အပိုင်း6မှာတော့တင်မင်းဖြစ်သွားတဲ့အီချီကိုတယောက်ဘလို့အခက်အခဲတွေထပ်ပြီးကြုံတွေ့ရမလဲဆိုတာမြင်တွေ့ရမှာဖြစ်ပါတယ်